own creation TikTok video တိုင်း viral ဖြစ်စေဖို့ကိုဖန်တီးလိုက်တဲ့ own creation video တွေပေါက်ချင်နေဆိုရင်ဒီအချက်လေး၃ချက်သိဖို့လိုပါမယ်နော်ဗီဒီယိုရရချင်းရဲ့ရွေချက်တိကျမှုရှိရမယ်ဗီဒီယိုဖြစ်ရင်ပြီးရောဆိုပြီးတော့ရှောက်ရိုက်လို့မရပါဘူးเนาะကိုယ့်ရဲ့ဗီဒီယိုကိုကြည့်ရတဲ့သူတွေဘာရသွားမှလဲဗီဒီယိုဖန်တီးရတဲ့အဓိကအကြောင်းရင်းကပါလဲအဲ့လိုမျိုးရွေချက်တိတိကျကျနဲ့ဖန်တီးမှကြည့်ရှုသူတွေကစိတ်ဝင်စားကြပြီးစုံလည်ကြည့်ကြမှာပါ plan နဲ့တိကျချပါမယ် planning ဆိုတာကဗီဒီယိုတွေကိုဘယ်နေရာမှာဘယ်လိုရိုက်မယ်ဘယ်လိုပိုင်းတွေရိုက်မယ်ဘယ်သူကတော့ဘယ်လိုရိုက်မယ်ဘာတွေပြောမလဲစသည်ဖြစ်ပေါ့เนาะအဲ့လို planning တိကျချပါမယ် plan မရှိရင်ကိုရိုက်တဲ့ဗီဒီယိုကကြည့်ကောင်းမှာမဟုတ်ဘူးဘယ်သူမှလည်းစိတ်ဝင်စားကြမှာမဟုတ်ဘူး editing ပိုင်းနဲ့ video quality ပိုင်းကိုလည်းတိထားရပါမယ် editing မှာလည်းတိထားတဲ့လောက်တိထားဖို့လိုအပ်ပါမယ်တပုံးနဲ့တပုံးတိကျမဆက်ထားရင်ကြည့်ရတဲ့လူကအဆက်ဆက်မရှိတော့ပဲကိုယ့်ရဲ့ဗီဒီယိုကလုံးယူထားသလိုမျိုးဖြစ်နေပါလိမ့်မယ်နောက်တစ်ခုကဗီဒီယိုကိုဖြစ်တယ်လို့မရိုက်ပဲအလင်းတေချာချင်ရမယ် background တွေရှုပ်နေလားတေချာကြည့်ပြီးတော့မရှုပ်မနေအောင်လို့တေချာပြင်ထားဖို့လိုအပ်ပါမယ်ဒါဆိုကိုဖန်တီးလိုက်တဲ့ဗီဒီယိုတွေအချိန်ခဏလေးနဲ့ viral ဖြစ်ဖို့အတွက်ဒီအချက်၃ချက်လေးနဲ့တေချာဖန်တီးကြည့်ကြနော်